တောင်းချော်တဲ့ product လေးသုံးပြီးတော့ဒီ look လေးရအောင်ပြင်ပြမယ်အဲ့ဒီစားကအရင်ဆုံး skin prep လုပ်လိုက်မယ် Course RX ကဒီဟာလေးပေါ့နော်သုံးတယ်အသားလေးကိုဆူဆူအီအီလေးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ Embryolysys က moisturizer လေးထပ်လိမ့်လိုက်တယ်ပြီးတော့ primer ကိုတော့ဒီအားလေးပဲသုံးပါတယ် primer လေးမိဆိုရင် foundation လိုက်မယ် foundation ကကြာရစံဒီ3ခုကိုရောလိမ့်လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဟာကြာတော့လည်းအရန်ညိုတယ်ဒီဟာကြာတော့လည်းအရန်ဖြူတယ်အဲ့တော့အဖြူနဲ့အညိုကိုရောပြီးတော့ကိုယ်သားရအောင်ရောလိမ့်မယ်ပေါ့နော်။ပြီးသွားလို့ရှိရင်ဒီနှစ်ခုကအရန်၆တဲ့အတွက်ကြောင့် matte type ဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးဆိုခြင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးပေါ့နော် serum Revlon က serum ဟာလေးကိုနည်းနည်းလေးရောလိမ့်လိုက်ပါမယ်။ concealer ရောဒီဆန်ကဒီ Jeffree Star ပေါ့နော်နှစ်ခုပေါ့နည်းနည်းလေးအရောင်ရင်းတာနဲ့ဖြူတဲ့ဟာနဲ့ကိုသုံးပါမယ်အဲဆိုရင်းတဲ့ဟာကိုကြာပြီးဆန်ကဒီမျက်တွင်းညူတာဖုံးပြီးတော့ဖြူတာကိုကြာတော့ highlight ပုံစံမျိုးသုံးမယ်ပေါ့နော်ပါနီလေးကိုတော့ Lily by Right က cream type ပါနီလေး2မျိုးပေါ့နော်2ရောင်သုံးလိုက်တယ်တစ်ခုကကြာတော့ပန်းရောင်တစ်ခုကပန်းလိမ့်မော်ရောင်ပေါ့နော်အဲ့2မျိုးလေးကိုရောပြီးသုံးလိုက်ပါတယ်ဒါကတော့ concealer အဖြူလေးနဲ့ highlight လုပ်တာပေါ့နော် highlight လုပ်ပြီးသွားပြီဆိုလို့ရှိရင် powder လေးအုပ်ပါမယ် powder ကိုတော့ဒီ W7 က banana လေးပဲသုံးတာပါတယ်eyeshadow ကိုတော့ပထမဆုံး transition color ကိုဒီ crease line အထိရအောင်ချဲလိုက်မယ်ပြီးတော့မှ medium color လေးကိုဒီအနောက်ထောင်ပေါ့နော် outer corner ကနေစပြီးတော့အလယ်နားလောက်ထိချဲလိုက်ပါမယ်နောက်ဆုံးအရင်ဆုံးတော့ဒီတောက်ဆုံးလေးမှာ free shape ပုံစံလေးချဲပါမယ်မျက်ခမ်းကိုလည်းအရောင်အရင်ဆုံးထည့်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ပွားဝိုင်းတန်ရှင်းရလွယ်အောင်ပေါင်းတာအရင်အုပ်တယ်ဟုတ်ပြီးသွားပြီဆိုတော့မှဒီအောက်မျက်ခမ်းတောက်လျှောက်ကိုအဲ့အရင်ဆုံးအရောင်လေးကိုလိုက်ပြီးထည့်လိုက်ပါတယ်ဒါလေးကကြတော့ ODVO က eyeliner လေးပါသူကနှစ်ဖက်ပေါ့နော်အညိုနဲ့အမဲပိုင်ဆန်ဒီနေ့တော့အမဲဘက်ကိုသုံးမယ်အောက် waterline ကိုဒီအပေါ် waterline ကိုလိုက်ပြီးတော့ထည့်ပေးပါမယ်ပြီးရင် inner corner ရဲ့ ထိပ်ကလေးကိုပေါ့နော်ချွန်ချွန်လေးဖြစ်အောင်လေးထပ်ပြီးဆွဲပေးပါမယ်ကိုချဲခြင်းနဲ့ခရမ်းရောင်မရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ယူဆမှာရှိတဲ့ဒီပန်းခရမ်းရောင်အရင်ချဲလိုက်တယ်ပြီးတော့မှအပြာအနုအရောင်လေးထပ်ရောလိုက်လို့ရှိရင်ယူဆလိုခြင်းနဲ့ကာလာရပါတယ်အတွက်ကြောင့်မို့လို့နှစ်ရောင်သုံးပြီးတော့ချဲထားတာပဲဖြစ်ပါတယ်အောက်မျက်ခမ်းအရှိနာလေးကိုလည်းထည့်မယ်ပြီးွားရင်တော့ခရမ်းရောင် glitter လေးကိုမျက်ခုံပေါ်မှာထည့်လိုက်ပါမယ် inner corner ကို highlight အဖြူရောင်လေးကိုနည်းနည်းလေး white ပြီးတော့ထည့်ပေးပါမယ်တော့နည်းနည်းမျက်ခုံးမွေးအရောင်ဖြောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့စမ်းဒီအားလေးသုံးလိုက်တယ် ODBO ကမျက်ခုံးကာလာလေးပေါ့နော်နံပါတ်ကတော့03ပါiMagic ကဒီပါနီလေးကိုပဲသုံးပြီးတော့ရှေ့နာလေးကိုလည်းတိုးပြီးတော့ချဲပေးမယ်မျက်ခွန်မှာသုံးထားတဲ့ medium color ယူပြီးတော့နှာခမ်းလေးကိုနည်းနည်းလေး shading ဖော်ပေးမယ်ပေါ့နော်ပြီးသွားပြီဆိုတော့မှပါနီသုံးထားတဲ့အရောင်လေးနဲ့အလယ်လေးတွေကိုလိုက်ဖြည့်ပေးပါတယ်မျက်နှာလေးပိုကြွသွားအောင်လို့ highlight matte အဖြူပေါင်တာလေးကိုဒီမျက်လုံးအောက်နှာခေါင်းပေးနှာခမ်းပေးလေးတွေကိုထည့်ပြီးဖြည့်လိုက်ပါတယ် mascara ကော့ပြီးတော့မှမျက်တောင်အပါးလေးကိုတစ်ထပ်အရင်ထပ်တယ်ဒီကဒီမျက်တောင်အရှိကိုဒီတဝက်ညှက်မယ်ညှက်ပြီးတော့တစ်ဖက်စီကိုကတ်မှာပေါ့နော်ဒါကတော့ဒီဘက်ကပေါ့နော်တဝက်ကိုမတက်ရသေးဘူးဒီဘက်ကတော့တက်ပြီးသားပါတိချာကြည့်မယ်ဆိုရင်တော့ကွဲတယ်ပေါ့နော်ဒီရောင်ပေါ့နော်အချီရောင်နှခမ်းကြီးအစီကိုတင်လိုက်မယ်ပြီးရင်တော့ roman ကနှခမ်းကြီးအရင်လေးနဲ့ဒီနှခမ်းပေါင်လေးတွေလိုက်ကုတ်ပြီးအတွင်းသားလေးနည်းနည်းထည့်ပါမယ် spray ကိုဒါလေးသုံးပါမယ်ဒါလေးကတော့ final look လေးပဲဖြစ်ပါတယ်ဘယ်လိုလဲအဆင်ပြေရလားယူဆန်ကတော့အရန်ကြိုက်ပါတယ်ဒီလိုမျိုး makeup tutorial လေးကြည့်ချင်နေဆိုလို့ရှိရင် Usan Beauty ကို follow ထားပေးပါအောင်เนาะ